အတန်ကတ်နဲ့အတန် call center ကိုခေါ်မယ်ဆိုရင်ကျွန်တော်တို့909နံပါတ်3လုံးကိုနှိပ်ပြီးတော့ခေါ်လိုက်ရုံပဲဖြစ်ပါတယ်909နှိပ်ပြီးခေါ်လိုက်ပြီဆိုရင်သူကမြန်မာဘာသာစကားအတွက်တစ်ကိုနှိပ်ပါလို့ပြောတဲ့အခါလဲပြောရဲပါတော့မပြောဘဲနဲ့မနက်8နာရီကနေည8နာရီထိဝန်ဆောင်မှုပေးတယ်အဲ့ဒီချိန်အတွင်းမှာခေါ်လို့ရတယ်ဆိုတာမျိုးကိုတန်ပြောတာမျိုးလည်းရှိပါတယ်အဲ့တော့နံပါတ်1ကိုနှိပ်ခိုင်းရင်နှိပ်လိုက်ပါမနှိပ်ခိုင်းဘူးဆိုရင်ကျွန်တော်တို့ကသူပြောတဲ့စကားသံတွေကိုတေချာ view စိုက်ပြီးတော့နားထောင်ရပါမယ်နောက်ဆုံးမှာ customer service တို့ဆက်သွယ်ရန်နံပါတ်6ကိုနှိပ်ပါဆိုပြီးတော့ပြောပါတယ်နံပါတ်6ကိုနှိပ်လိုက်ပြီဆိုရင်တော့ဒါကျွန်တော်တို့တစ်ဖက်မှာလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတယောက်ယောက်နဲ့ကျွန်တော်တို့ကိုစကားပြောဖို့သူကစပြီးတော့ချိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာခါရီကြရင်ဝန်ထမ်းမအားလက်လို့ဖုန်းကင်တာကြာတာမျိုးရှိပါတယ်ဒါမျိုးကြရင်တော့ကျွန်တော်တို့ကဖုန်းခေါ်ပြီးတာနဲ့အကြာကြီးစောင့်မနေပါနဲ့ကျွန်တော်တို့ဖုန်းချပြီးတော့တခါအသစ်ထပ်ခေါ်တာပို့ပြီးတော့ကောင်းပါတယ်အတန် call center ကိုတခြားကတ်တွေနဲ့ခေါ်မယ်ဆိုရင်ကျွန်တော်တို့က0993399339ဆိုတဲ့နံပါတ်ကိုခေါ်ရမှာဖြစ်ပါတယ်ခေါ်လိုက်ပြီဆိုတာနဲ့မြန်မာဘာသာစကားအတွက်တစ်ကိုနှိပ်ပါဆိုပြီးတော့တန်ပြောပါတယ်အများအဖြစ်တော့တစ်ကိုနှိပ်ပြီးတာနဲ့တစ်ဖက်က customer service နဲ့တန်းပြီးတော့ချိန်ပေးပါတယ်အခါလေးကြရင်လည်းနံပါတ်ကိုရွေးခိုင်းတာမျိုးရှိပါတယ်ဝန်ထမ်းတွေမအားလက်လို့ဖုန်းကင်တာကြာနေတာမျိုးဆိုရင်ကျွန်တော်တို့ကစိတ်ရှိရှိနဲ့စောင့်မနေပဲနဲ့ဖုန်းချပြီးတော့နောက်တစ်ခေါက်ထပ်ခေါ်တာကပိုကောင်းပါတယ်ခင်ဗျာအခုဆိုရင်တော့ဗီဒီယိုအစားဆုံးကြည့်ခဲ့တဲ့တယောက်ချင်းစီတိုင်းကအတန် call center ကိုဖုန်းခေါ်ဆိုလိုက်ပြီလို့ကျွန်တော်ထင်ပါတယ်နောက်ထပ်ရောစင်ကတ်နဲ့ပတ်သက်ပြီးဘာတွေသိချင်သေးလဲ comment မှာရေးခဲ့ကြပါအောင်နော်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like and share လေးလုပ်ပြီးတော့အားပေးတော့ပါအောင်ခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဘေးရန်ကင်းရှင်းကြပါစေနော်